အကိုကြီးကျွန်တော်တို့လည်းသူများတွေပြောလို့ကြားတာပါအဲ့ဒီပကြီးကားကတကယ်ပဲရွမ်တန်းဆက်ချီရတယ်ဆိုညီငယ်ဖြစ်သူ၏စကားကြောင့်အိမ်ခန်းထဲတွင်တိတ်ဆိတ်သွားသည်ဟုတ်တယ်အကိုကြီးကတည်ငြိမ်စွာဖြေလိုက်သည်ဒါဆိုရင်တော့ဒီပတ်စံတွေကိုအကိုကြီးတယောက်တည်းယူလို့မရဘူးလေညီလက်ဖြစ်သူကဝင်ပြောသည်အရင်ဆုံးအကိုကြီးပြောတာကိုနားထောင်ကြပါဦးဘာနားထောင်စရာလိုသေးလို့လဲပကြီးကားလည်းရောင်းလိုက်ပြီးပတ်စံလည်းစရင်ထဲဝင်သွားပြီးနောက်ကျရင်အကိုကြီးကအိမ်တွေကားတွေဝယ်လိုက်ရင်ကျွန်တော်တို့ကစာရင်တောင်မြင်ရတော့မှာမဟုတ်ဘူးငါကပတ်စံတွေတုံးပစ်လိုက်မှာကိုစိုးရိမ်နေကြတာကိုအကိုကြီးကပြုံးလျက်ပြောလိုက်သည်ဒုတိယမရီအဲ့ဒီစကားကဘာသဘောလဲဘာသဘောရမှာလဲအဲ့ဒီတစ်တာကလင်းဝိုင်းမိသားစုရဲ့ပစ္စည်းပဲပကြီးကားကလည်းလင်းမိသားစုရဲ့ပစ္စည်းပဲလင်းမိသားစုရဲ့အမွေနှစ်ဖြစ်မှာတော့ညီကို၃ယောက်စလုံးနဲ့တက်ဆိုင်တာပေါ့အကိုကြီးကတက်ပြင်းချလိုက်ပြီးလင်းမိသားစုရဲ့ပစ္စည်းတယ်လားအဲ့ဒီတစ်တာကြီးဒီမှာဖုန်တက်နေတာ၃နှစ်ရှိပြီမင်းတို့တွေကဘသူများတခွန်းလာမေးဘူးလို့လဲခေါမိုးရိုတုံးကငါတို့မိသားစုပဲရွှေ့ခဲ့ရတာတက်တာခြေတော့ရေးဆိုတော့အမေကပန်ကာနဲ့မှုတ်ပေးခဲ့ရတာမင်းတို့ဘသူဂယုစိုက်ခဲ့ဘူးလို့လဲတိန်းထားတာလေးပိုင်ဆိုင်မှုကပိုင်ဆိုင်မှုပဲဒါဆိုဟိုလုံးကဗန်စာအုပ်နှစ်အုပ်ကရောလင်းမီသားစုရဲ့ပတ်စံမဟုတ်ဘူးလားအဲ့ဒါကအဖေကကျွန်တော်တို့ကိုခွဲပေးခဲ့တာလေတစ်တာကိုလည်းအဖိုးကလူပုံထဲမှာငါအဖေကိုခွဲပေးခဲ့တာပဲပတ်စံကိုမင်းတို့ကိုခွဲပေးပြီးတစ်တာကိုငါအဖေကိုခွဲပေးခဲ့တာမဟုတ်ဘူးလားလွန်ခဲ့တဲ့3နှစ်ကအမွေခွဲတုန်းကကြတော့ဘာလို့တစ်တာကလင်းမီသားစုရဲ့ဘုံပိုင်ဆိုင်မှုပါလို့မပြောခဲ့ကြတာလဲအဲ့ဒီတုန်းကအထဲမှာပကြီးကားရှိမှန်းဘသူကသိမှာလဲတန်မိုးမရှိရင်ငါအဖေပစ္စည်းတန်မိုးရှိလာတော့အားလုံးရဲ့ပစ္စည်းဖြစ်သွားတာပေါ့လူကြီးကိုအဲ့ဒီလိုမပြောနဲ့လေလူကြီးဆိုပေမဲ့လည်းအကျိုးအကြောင်းတင်းရမှာပေါ့အကိုကြီးကျွန်တော်တို့ကလူယူဖို့လာတာမဟုတ်ပါဘူးအဖေကဟိုတုန်းကတေချာမပြောခဲ့ဘူးလို့ထင်လို့ပါအခုတစ်တာတွေကနေရွမ်တန်းဆက်ချီထွက်လာတော့ကွာဟာချက်ကအရန်ကြီးလို့နေလို့ပါအဲ့ဒီတော့ဘာဖြစ်လဲအဲ့ဒီတော့ပြန်ခွဲတင်တာပေါ့မဟုတ်ရင်အပြင်လူတွေကဘလို့မြင်မလဲအဖေကတားအကြီးကိုမျက်နှာလိုက်ပြီးတကယ်တန်ဖို့ရှိတဲ့ဟာကိုခိုးပေးလိုက်တယ်လို့ပြောကြမှာပေါ့လွန်ခဲ့တဲ့3နှစ်ကမင်းတို့တယောက်ကိုရွမ်တန်း20စီယူသွားတော့ကကြတော့အဖေကမင်းတို့ကိုမျက်နှာလိုက်တယ်လို့ဘယ်သူမှမပြောခဲ့ကြပါလားဒီရှိဟောင်းပကြီးကားကဘိုးဘွားတွေခြံထားခဲ့တာလေသဘောတဘာဝချင်းမှမတူတာဒုတိယမရီကသဘောတဘာဝကိုတော့နားလည်နေပါလားမင်းကလေးကိုဒီလိုပြောခွင့်ပေးထားတာလားအကိုကြီးကညီနှစ်ယောက်ကိုစိုက်ကြည့်လိုက်ပြီးကျန်းဟွာကျန်းဖြင့်ငါမင်းတို့ကိုတခုံးပဲမေးမယ်ဒီ3နှစ်အတွင်းမှာငါနစ်နာတယ်လို့မင်းတို့တစ်ချိန်လေးတောင်တကယ်မတွေးမိခဲ့ဘူးလားတစ်တာကိုအိမ်ပြန်တယ်လာတဲ့ညကလိန်စီကတော့ကိုရိုက်ခွဲမလို့လောက်တာငါတားခဲ့ရတာအိမ်မှာပတ်စံလို့လိန်စီရဲ့တင်းနှန်းကြီးအတွက်မင်းတို့စီကတပြားမှမချေးခဲ့ဘူးရှို့ရင်ခွဲစိတ်ရတော့လဲငါတို့မင်းတို့ကိုဒုက္ခမပေးခဲ့ဘူး3နှစ်အတွင်းမှာဘသူကများပိန်သွားလားလို့မေးဘူးလဲညဘက်သူမကိုစောင့်ကြည့်နေရတဲ့ငါရင်ထဲမှာဘလို့ခံစားနေရလဲဆိုတာဘသူကများမေးဘူးလို့လဲဒါကြောင့်ငါနစ်နာသလားဆိုတာကိုမင်းတို့ဘယ်တော့မှမတွေးခဲ့ဘူးဒီနေ့မင်းတို့ရုတ်တရက်အမေကိုတတိယလာတာမဟုတ်ဘူးညီကိုတွေကိုတတိယလာတာလည်းမဟုတ်ဘူးမင်းတို့အထင်သေးခဲ့တဲ့အဲ့ဒီအဟောင်းစုပ်ကြီးကရွန်တန်းဆက်ချီတန်းနေဆိုတာကိုရုတ်တရက်သိသွားလို့ပဲအဖေဆေးရုံတက်တုံကဘသူရှိလဲစစ်ပြန်တော့ပြတော့ဘသူရှိလဲအချိန်မှန်ဆေးတော့ဖို့ဘသူရှိလဲညဘက်အရေးပေါ်ကယ်ဆယ်ရေးလုပ်ရတော့မင်းတို့တွေကဘသူရှိခဲ့လို့လဲအဲ့ဒါတွေပြောနေစရာဘာလို့လဲလူကြီးကိုပြုစုစောင့်ရှောက်တာကလှုပ်တင်လှုပ်ထိုက်တာပဲလေပတ်စံနဲ့လဲဖို့မှမဟုတ်တာဟုတ်တယ်လူကြီးကိုပြုစုစောင့်ရှောက်တာကလှုပ်တင်လှုပ်ထိုက်တာပဲဒါကြောင့်ငါအဲ့ဒါကိုပတ်စံနဲ့မလဲခဲ့ဘူးဒီနေ့မင်းတို့ကတန်ရောစင်ကိုပတ်စံနဲ့လာလဲတာကရောဘာတဘောလဲလင်းမိသားစုဝင်တွေပဲဟာနည်းနည်းတော့ခွဲပေးရမှာပေါ့မင်းတို့ရွမ်တန်း20ယူတော့ကငါအဖေတပြားမှမတောင်းခဲ့ဘူးအခုငါအဖေကအဖွားချန်ထားခဲ့တဲ့တစ်တာနဲ့ပတ်စံရတော့မင်းတို့ကနည်းနည်းခွဲပေးရမယ်တဲ့ဘာခွင့်အရေးနဲ့လဲအကိုကြီးကျွန်တော်ဝန်ခံပါတယ်ဟိုတုန်းကအဲ့ဒါကလည်းအမေကတမိသားစုလုံးအတွက်ခြံထားခဲ့တာလေအကိုကြီးတယောက်တည်းရောင်းစားလိုက်တာမတင်တော့ဘူးကောင်းပြီလေဒါဆိုငါမင်းတို့ကိုတေချာပြမယ်ငွေတင်ကားပြားတွေကတန်းချီမတန်ဘူးမြေကရန်တွေကလည်းတက်တန်းကုန်နေပြီမင်းတို့တွေကဘသူကအဲ့ဒါတွေကိုလင်မိသားစုရဲ့အမွေနှစ်အဖြစ်သဘောထားပြီးအိမ်ပြန်တယ်သွားပြီးတေချာကိုးကွယ်ထားခြင်းလဲမင်းတို့ခွဲချင်တာကအဖွားခြံထားခဲ့တဲ့ပစ္စည်းတွေမဟုတ်ဘူးမင်းတို့ခွဲချင်တာကအဲ့ဒီရွမ်73.8တန်းကိုပဲကောင်းပြီအကိုကြကြီးကအမေကတမိသားစုလုံးအတွက်ခြံထားခဲ့တာလို့ပြောတယ်နော်ဒါဆိုအမေနေမကောင်းဖြစ်နေတဲ့နှစ်တွေတုန်းကမင်းပဲမှာလဲအကူကြီးအဲ့ဒီတုန်းကကျွန်တော်စက်ယုံကအခုမှစခါဆက်လေးငါမေးနေတာမင်းဘယ်မှာလဲလို့အမေအသက်မထွက်ခင်တကားပေါက်ကိုပဲမျှော်ကြည့်နေခဲ့တာကျန်းဟွာလမ်းပိတ်နေလို့တဲ့အခုရောက်တော့မယ်တဲ့အမေနောက်ဆုံးအချိန်ထိမင်းကိုစောင့်မသွားနိုင်ခဲ့ဘူးအဲ့ဒီနေ့ကစပြီးငါနေတိုင်းအိမ်ဝင်းထဲမှာရက်ပြီးအမေခြံထားခဲ့တဲ့စကားလေးကုန်းနဲ့ငါပတ်စံရှာခဲ့တယ်အဲ့ဒီစကားလေးကုန်းကမင်းပတ်ဆက်ကိုမပူလောင်စေဘူးလားကြမ်းဖြင်အမေနောက်ဆုံးတွေးချင်ခဲ့တာမင်းကိုပဲအကူကျွန်တော်ကုမ္ပဏီကအချိန်ပိုဆင်းနေရလို့တကယ်လာလို့မရခဲ့တာပါနောက်တော့မင်းရဲ့ WeChat moment မှာတငယ်ချင်းတွေနဲ့ပါတီလုပ်နေတဲ့ပုံတွေတင်ထားတာတွေ့လိုက်ရတယ်ကျွန်တော်အဲ့ဒီတုန်းကငယ်သေးလို့နားမလည်ခဲ့တာပါနားမလည်ခဲ့ဘူးအခုအမေချန်ထားခဲ့တဲ့ပစ္စည်းကနေပတ်စံရလာတော့မင်းတို့ကတမိသားစုလုံးအတွက်ဆိုပြီးပြန်ခွဲချင်နေကြတယ်အခုတော့ပြောစရာစကားမရှိတော့ဘူးမလားဘသူကပြောစရာစကားမရှိတာလဲရွမ်တန်းဆက်ချီလေးဘသူကမမတ်မောပဲနေမလဲဘသူပဲဖြစ်ဖြစ်ဒီနေရာမှာရက်နေရင်ရင်ထဲမှာတခုခုတော့ဖြစ်မှာပဲနောက်ပြီးအဖေသားဟိုတုန်းကဒီပကြီးကားကဒီလောက်တန်မိုးရှိမှန်းသိရင်အကိုကြီးကိုပေးပါမလားအဲ့ဒီစကားကိုမင်းအဖေရှိမှမေးတာအကောင်းဆုံးပဲပြောလေအဖေတကယ်သိသလားမင်းအဖိုးကိုဆွဲမထဲနဲ့ထိုစဉ်အခန်းဝမှအတန်တန်ထွက်ပေါ်လာသည်အဖေရောက်လာပြီးဖယ်ပေးကြပါဦးရှို့တယ်ကိုဝင်ခွင့်ပြုပါအဖေဘလို့လောက်ရောက်လာတာလဲ
ကျမ်းမင်အဖေဖြစ်သူကတက်ပြင်းချကပြောလိုက်သည်ငါဒီနေ့လာတာလွန်ခဲ့တဲ့3နှစ်ကမပြောခဲ့ရတဲ့စကားတွေကိုရှင်းရှင်းလင်းလင်းပြောပြဖို့ပဲငါ့ကိုစကားဆုံးအောင်ပြောခွင့်ပေးပါဒီစာကိုငါ3နှစ်တိတိဖွက်ထားခဲ့တာဒါမင်းတို့အမေမဆုံးခင်ခြံထားခဲ့တာပဲအဖွားကစာခြံထားခဲ့သေးတာလားအရင်ဆုံးလွန်ခဲ့တဲ့3နှစ်ကအမွေခွဲတဲ့စာချုပ်ကိုထုတ်လိုက်ပါစာချုပ်ကိုငါပဲတင်ထားတာဒီနေ့အားလုံးရှိမှပြန်စစ်ကြည့်ကြမယ်နေဆွဲခွဲဝေမှုအကြောင်းအရာလက်မှတ်နဲ့လက်ပွေတွေအားလုံးဒီမှာရှိတယ်လွန်ခဲ့တဲ့3နှစ်ကအမွေခွဲတုန်းကငါလည်းရှိတယ်အနီရောင်လက်ပွေတွေကလည်းသူတို့ကိုယ်တိုင်နှိပ်ခဲ့တာပဲလွန်ခဲ့တဲ့3နှစ်ကငါမပြောခဲ့တာကပြောစရာစကားမရှိလို့မဟုတ်ဘူးအချိန်မကျသေးပဲတလုံးမှမပြောပါဘူးလို့မင်းတို့အမေကိုဂတိပေးထားလို့ပဲဒါသူကိုယ်တိုင်မှကြားခဲ့တာအမေမဆုံးခင်ကတည်းကစီစဉ်ထားခဲ့တာလားဟိုတုန်းကမင်းတို့အမေမသွားခင်အစိတ်မချရဆုံးကဒီမိသားစုပဲကျန်းဟွာရဲ့စက်ယုံကအခြေအနေမကောင်းဘူးဆက်တွေအဆောက်အုံတွေအလုပ်သမားတွေအကုန်ဒုက္ခရောက်နေတာသူသိတယ်ကျန်းပြင်အိမ်အောင်ပြုဖို့အိမ်မရှိရင်မင်္ဂလာဆောင်လို့မရဘူးဆိုတာလဲသူသိတယ်ဒါကြောင့်သူကငါ့ကိုပြောတယ်အိမ်ဖြတ်သိမ်းခါရလာရင်မျက်မြင်ပတ်စံတွေကိုဒုတိယသားနဲ့တတိယသားကိုပေးလိုက်ပါတယ်ကျန်းပြင်ရင်ထဲမှာနစ်နာနေမယ်ဆိုတာလဲသူသိတယ်တားကြီးကအပင်ပန်းဆုံးနဲ့အတည်ငြိမ်ဆုံးပဲသူမလူယူတာကသူမနာကျင်ဘူးလို့မဆိုလိုဘူးသူစကားမပြောတတ်တာကသူ့ရင်ထဲမှာဒဏ်ရာမရှိဘူးလို့မဆိုလိုဘူးတဲ့အဖေဖြစ်သူကစာကိုဖွင့်ဖတ်လိုက်ပြီးကျမ်းမြင်သားဒီနှစ်တွေအတွင်းတားပင်ပန်းခဲ့တယ်ဆိုတာအမေသိပါတယ်တားကငငယ်ကလေးကတား3ယောက်ထဲမှာအလိမ္မာဆုံးပဲအိမ်ကဆင်းရဲတော့တားကစောစောစီးစီးလဲဆင်းလို့ရတယ်ညီတွေကြောင်းတက်ဖို့တားကအနစ်နာခံခဲ့တယ်နောက်တော့အမေနေမကောင်းဖြစ်တော့တားပဲပြုစုခဲ့တယ်အဖေခြေထောက်တန်ရာရတော့လဲတားပဲပြုစုခဲ့တယ်အမေမမြင်တာမဟုတ်ပါဘူးအမေအကုန်လုံးကိုရင်ထဲမှာမှတ်ထားပါတယ်ရှို့ရင်သမီးကအဖေခွဲစိတ်ခါအတွက်မိဘအိမ်ကပေးလိုက်တဲ့ရွှေလက်ကောက်ကိုရောင်းခဲ့တယ်ဆိုတာအမေသိပါတယ်သမီးကအမေရှိမှတခါမှမပြောခဲ့ပေမဲ့အမေကလည်းမသိချင်အောင်ဆောင်နေခဲ့တာပါအမေစိတ်မကောင်းမဖြစ်လို့မဟုတ်ပါဘူးအမေပြောလိုက်ရင်သမီးပိုဝမ်းနေသွားမှဆိုလို့ပါသူအမြဲတမ်းသိနေခဲ့တာပဲသူသိတယ်ဒါပေမဲ့မပြောခဲ့တာပါမျက်မြင်ပတ်စံတွေကိုကျန်းဟွာနဲ့ကျန်းဖြင်ကိုပေးလိုက်ပါကျန်းဟွာရဲ့စက်ယုံသားပြိုလဲသွားရင်တမိသားစုလုံးဒုက္ခရောက်လိမ့်မယ်ကျန်းဖြင်လည်းအိမ်မရှိရင်အိမ်အောင်ပြုလို့မရဘူးကျန်းမင်းကစိတ်တည်ငြိမ်တဲ့ပြဿနာတွေကိုရင်ဆိုင်နိုင်တယ်အိမ်အောင်ကိုလည်းဦးစီးနိုင်တဲ့အမေသူ့အတွက်အဲ့ဒီတစ်တာကိုခြံထားခဲ့မယ်တစ်တာတွေကပကြီးကားကအမေမိဘတွေစီကဆင်းသက်လာတာအဲ့ဒါပစ္စည်းကောင်းပဲလို့အဖိုးကပြောဘူးတယ်ဒါပေမဲ့မလွဲမရှောင်တာတဲ့အခြေအနေမှလွဲပြီးသူများတွေကိုအလွယ်တကူမပြရဘူးတဲ့ဒီပစ္စည်းကိုကျမ်းမင်ကိုပေးတာကအမေမျက်နှာလိုက်လို့မဟုတ်ဘူးဒီမိသားစုမှာသူတယောက်တည်းပဲဒါကိုထိမ့်သိမ့်နိုင်မယ်လို့ယုံကြည်လို့ပဲဒါပေမဲ့ဒီတစ်တာကိုချက်ချင်းဖွင့်လို့မရဘူးဖွင့်လိုက်ဒါနဲ့ညီကိုတွေကြားမှာအငင်းပွားမှုတွေဖြစ်လာလိမ့်မယ်ပတ်စံကိုမျက်စိရှိမှမြင်လိုက်ရရင်လူတွေရဲ့စိတ်ကဖောက်ပြန်သွားတတ်တယ်ဒီ3နှစ်ကကျမ်းမင်ကအဲ့ဒီပကြီးကားနဲ့ထိုက်တန်မှုရှိမရှိစမ်းသက်တာမဟုတ်ဘူးသူဒီနှစ်တွေအတွင်းဘလို့နေထိုင်ခဲ့လဲဆိုတာကိုအမေကအစောကြီးကလေးကမြင်ပြီးသားပါအမေကြည့်ကျင်တာကကျန်တဲ့သား2ယောက်ကိုပါတစ်တာကတန်ဖိုးရှိမှန်းမသိတဲ့အချိန်မှာအကိုကြီးခံစားခဲ့ရတဲ့နစ်နာမှုတွေကိုသူတို့မှတ်မိသေးရဲ့လားဆိုတာကိုကြည့်ကျင်တာပါကျမ်းမင်ကို3နှစ်အချိန်ပေးတာကလည်းဒီပစ္စည်းကိုသူတရားဝင်ရယူနိုင်တယ်ဘသူကမှအကျွေးမတင်ဘူးဆိုတာကိုသူတွေးမိစေခြင်းလို့ပါ3နှစ်ကြာလို့ပကြီးကားကတန်ဖိုးမရှိတော့ဘူးဆိုရင်လည်းအပြစ်မတင်ပါနဲ့တစ်တာတဲ့ကငွေတင်ကားပြားတွေကအမေမိဘတွေခြံထားခဲ့တဲ့အမတ်တရားတွေပါမြေကရန်တွေကလည်းငါတို့မိသားစုဖြတ်တန်းခဲ့တဲ့အတိတ်နေ့ရက်တွေပါပစ္စည်းမှာတန်ဖိုးရှိပေမဲ့တန်ရောစင်မှာတန်ဖိုးဖြတ်လို့မရပါဘူးရှို့တယ်ရှင်ကျမ်းမင်ကို3နှစ်ဆောင်ခိုင်းပါ3နှစ်အတွင်းမှာသူကအပြစ်တင်ရင်ကျမကိုပဲအပြစ်တင်ပါစေသူပင်ပန်းရင်ရှင်ကကျမကိုစားကြည့်ရှုပေးပါ3နှစ်ကြာလို့သူကဒီမိသားစုကိုအတိမတ်ပြုကျင်သေးတယ်ဆိုရင်ဒါကသူ့ရဲ့သဘောထားကြီးမှုပါပဲသူအတိမတ်မပြုကျင်တော့ဘူးဆိုရင်လည်းသူ့ကိုအပြစ်မတင်ပါနဲ့တကယ်အမွေနှစ်ဆိုတာပကြီးကားလည်းမဟုတ်ဘူးပတ်စံလည်းမဟုတ်ဘူးမိဘကိုယိုသေးရမယ်ညီကိုအချင်းချင်းတန်ရောစင်ရှိရမယ်မင်းတို့ကြီးလာရင်တိလာပါလိမ့်မယ်ကျမ်းမင်အဖေမင်းကိုတောင်းပန်ပါတယ်ဒီ3နှစ်အတွင်းမှာအဖေမင်းကိုနေတိုင်းပြောပြချင်ခဲ့တာဒါပေမဲ့မင်းအမေကမပြောဖို့မှာထားခဲ့တယ်အဖေပြောလိုက်ရင်ဒုတိယသားနဲ့တတိယသားကပကြီးကားတန်ဖိုးရှိမှန်သိပြီးညီကိုတွေချက်ချင်းကွဲကွာသွားမှာကိုအဖေကြောက်တယ်မင်းကတစ်တာကိုကြိုးဖွင့်လိုက်ပြီးပြဿနာတွေဖြစ်လာမှာကိုလည်းအဖေကြောက်တယ်အဖေမင်းကိုနစ်နာစေခဲ့ပြီးမင်းအဖေစီဆေးလာဖို့တိုင်းအဖေမင်းကိုခေါ်ပြောချင်ခဲ့တာဒါပေမဲ့မင်းအမေမဆုံးခင်ကအဖေလက်ကိုစုပ်ကင်ထားတာကိုတတိယလိုက်တိုင်းသူ့ရဲ့နောက်ဆုံးမကြားချက်ကိုအဖေမချိုးဖောက်ရဲခဲ့ဘူးအဖေကဂတိတစ်ခုကိုစောက်ရှောက်နေတာလို့ထင်ခဲ့တာနောက်မှအဖေကမင်းရဲ့နှလုံးသားကိုအဖေကိုစားစောက်ရှောက်ခိုင်းနေတာမှသိလာရတယ်အဖေချမ်းဟွာချမ်းဖြစ်မင်းတို့ဒီနေ့လာတာမင်းတို့အမေကအကိုကြီးအတွက်ခြံထားခဲ့တဲ့ပစ္စည်းကိုလာခွဲတာလားအဖေကျွန်တော်မသိခဲ့ပါဘူးမသိဘူးအကိုကြီးကဒီနှစ်တွေအတွင်းအဖေကိုဘလို့ပြုစုခဲ့လဲဆိုတာမင်းတို့မသိဘူးလားမင်းတို့အမေမဆုံးခင်ဘသူကစောက်ရှောက်ခဲ့လဲဆိုတာမင်းတို့မသိဘူးလားရွမ်တန်း20ရာတုန်းကအကိုကြီးကတခုံးမှမငင်းခဲ့တာကိုမင်းတို့မသိဘူးလားလီရှာမင်းကအကိုကြီးပတ်စံမရှာတတ်ဘူးလို့ပြောတယ်ရှောင်းမန်းမင်းကရှေးဟောင်းပကြီးကားကိုပြန်ခွဲတင်တယ်လို့ပြောတယ်ဒါပေမဲ့မင်းတို့ဒီအိမ်ကိုရောက်လာပြီးကတည်းကလူကြီးတွေစေးရုံတက်တော့ဘသူကလက်မှတ်ထိုးပေးခဲ့လဲဆိုတာမင်းတို့ရင်ထဲမှာမသိဘူးလားငါကမင်းတို့ကိုတသက်လုံးကောင်းမဖော်နိုင်အောင်လုပ်နေတာမဟုတ်ဘူးတန်ရောစင်ဆိုတာအကျိုးမျက်ရှိမှထုတ်ပြောရမယ့်အရာမဟုတ်ဘူးဆိုတာကိုမင်းတို့ကိုမှတ်မိစေချင်လို့ပါမဟုတ်ရင်ပါဇက်ကဘလောက်ပဲဆွေမျိုးတော်အဲ့ဒါကစီးရင်ရှင်းတာပဲဖြစ်နေလိမ့်မယ်အဖေကျွန်တော်တို့မှားသွားပါတယ်မင်းတို့မှားတာကပတ်စံကိုလိုချင်တာမဟုတ်ဘူးလူတိုင်းကပတ်စံကိုချစ်ကြတာပဲဒါကရှက်စရာမဟုတ်ဘူးမင်းတို့မှားတာကပတ်စံယူတော့ကတန်ရောစင်ကိုမေ့သွားပြီးပတ်စံလူတဲ့ခါကျမှတန်ရောစင်ကိုပြန်တတိယလာတာပဲအကိုကြီးမကြီးတောင်းပန်ပါတယ်အကိုကြီးကျွန်တော်လူမိုက်ပါအမေနေမကောင်းတော့က
အခုမှကျွန်တော်နားလဲတော့တယ်ကျွန်တော်ကအလုပ်များနေတာမဟုတ်ဘူးကျွန်တော်ကိုစားမိဘကိုပြုစုပေးမဲ့သူရှိနေလို့အခွင့်အရေးယူခဲ့တာပါဒီနှစ်တွေအတွင်းမှာကျွန်တော်ကစက်ရုံကိုအောင်မြင်အောင်လုပ်နိုင်တဲ့အရေးချင်းရှိတယ်လို့ထင်နေခဲ့တာဒါပေမဲ့အကိုကြီးကသာအိမ်ကိုစောက်ရှောက်ပြီးမိဘတွေကိုမပြုစုပေးခဲ့ရင်ကျွန်တော်ဘယ်လိုလုပ်စိတ်အေးလက်အေးစက်ရုံဖွင့်နိုင်မှာလဲဒီနေ့တောင်ကျွန်တော်ကပတ်စံလာလူသေးတယ်ကျွန်တော်တကယ်လူမဆန်ပါဘူးကျန်းဟွာငါလိုချင်တာကနောက်အဖေဆေးရုံတက်ရင်လူနာကတင်ပေးမှာငါတယောက်တည်းမဖြစ်ဖို့ပဲနောက်အဖေတစ်ခုခုဖြစ်ရင်မင်းပြန်လာခဲ့ပါကျွန်တော်ပြန်လာခဲ့ပါမယ်စက်ရုံဘလောက်ပဲအလုပ်များကျွန်တော်ပြန်လာခဲ့ပါမယ်တကယ်လို့လာလို့မရရင်လည်းအကိုကြီးကိုကြိုးပြီးတိုင်ပင်ပါမယ်ငွေလွှဲလိုက်ရုံနဲ့မိဘကျေးဇူးဆက်တယ်လို့မတတ်မှတ်တော့ပါဘူးပတ်စံရှာဖို့မဟုတ်ဘူးကျွန်တော်သိပါတယ်ကျွန်တော်ပြန်လာခဲ့ပါမယ်အကိုကြီးကျွန်တော်ကအတိတရားအမေဆုံးပါအမေဆုံးပြီးပထမနှစ်မှာကျွန်တော်ဆေးရုံရှိကဖြစ်သွားတိုင်းလမ်းလွဲသွားခဲ့တယ်အမေကိုတတိယမှာကြောက်လို့ပါအကိုကြီးဖုန်းဆက်ပြီးအမေမင်းကိုအမြဲဆောင်နေတယ်လို့ပြောခဲ့တာကိုတတိယမှာကြောက်လို့ပါအကိုကြီးကျွန်တော်ကိုချက်ချင်းခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူးနောက်အဖေရဲ့စစ်ဆေးရမယ့်ရက်ကိုကျွန်တော်ကိုပို့ပေးပါကျွန်တော်ကြိုပြီးခွင့်ယူထားပါမယ်ကလေးကိုလည်းခေါ်လာခဲ့ပါမယ်သူ့အဖိုးဘယ်မှာလဲသူ့အိမ်ဘယ်မှာလဲဆိုတာကိုသိစေချင်လို့ပါအမေနောက်ဆုံးတွေ့ချင်ခဲ့တာကျွန်တော်ကိုပါဒါပေမဲ့ကျွန်တော်မပြန်ခဲ့ဘူးဒီကိစ္စကိုဒီနှစ်တွေအတွင်းမှာကျွန်တော်မတွေးရဲခဲ့ဘူးတွေးလိုက်တာနဲ့ကိုလူမဆန်ဘူးလို့ခံစားရလို့ပါကျွန်တော်အိမ်ဝယ်ပြီးမင်္ဂလာဆောင်တုန်းကအကိုကြီးကအိမ်ပြောင်းဒါကူညီပေးတယ်ဧည့်သည်တွေကိုဧည့်ခံပေးတယ်အဲ့ဒါတွေကိုကျွန်တော်ကလှုပ်တဲ့လှုပ်ထိုက်တယ်လို့ထင်နေခဲ့တာအကိုကြီးကျွန်တော်မှားသွားပါတယ်နောက်မင်းမိမနဲ့ကလေးကိုကောင်းကောင်းဆက်ဆံပါအဖေကိုလည်းကောင်းကောင်းထားပါပတ်စံဘလောက်ရမှအရေးချင်းရှိတယ်လို့အမြဲတမ်းမတွေးပါနဲ့အမေနောက်ဆုံးတွေးချင်ခဲ့တာမင်းဝယ်တဲ့အိမ်လည်းမဟုတ်ဘူးမင်းရှာတဲ့လစာလည်းမဟုတ်ဘူးမင်းဆိုတဲ့လူကိုပဲတွေးချင်ခဲ့တာပါဒီနေ့အားလုံးရှိနေတော့ငါလည်းရှင်းရှင်းလင်းလင်းပြောလိုက်မယ်ဟိုတုန်းကအိမ်ဖြတ်သိန်းကရွမ်တန်း40ကိုဒုတိယသားနဲ့တတိယသားကိုပေးပြီးတစ်တာကိုအကိုကြီးကိုပေးတာကငါနဲ့မင်းတို့အမေအတူတူဆုံးဖြတ်ခဲ့တာပါစာချုပ်လဲရှာဒီတယ်တက်တေလည်းရှိတယ်ပကြီးကားကအကိုကြီးပိုင်သွားပြီးဘလောက်ရအကိုကြီးမိသားစုရဲ့ပတ်စံပဲဘသူကများလင်းမိသားစုရဲ့ဘုံပိုင်ဆိုင်မှုဆိုပြီးထပ်ပြောရင်ငါနဲ့ယူလန်ရဲ့မျက်နှာကိုရိုက်တာပဲဒီကိစ္စကိုကျွန်တော်တက်တေခံပါတယ်ဟိုတုန်းကမကြီးကြီးကတကယ်ပဲကြိုတင်မှာကြားခဲ့တာပါရှုတယ်ကလည်းစာချုပ်ရေးခဲ့ပါတယ်တစ်တာကကျမ်းမြင်ပိုင်တာအငင်းပွားစရာမရှိပါဘူးအဲ့ဒါအမှန်ပဲအကိုကြီးက3နှစ်တိနစ်နာခဲ့ရတာဒီပတ်စံကသူရတဲ့နာပဲဒုတိယသားတတိယသားဒီတခါတော့မင်းတို့တကယ်အကြောင်းပြချက်မရှိတော့ဘူးအဖေစောကကျွန်တော်ပါဆက်ဖွာသွားတာပါညီမနောက်မင်းဘလောက်ကောင်းနေမဲ့ဆိုတာကိုငါမတောင်းဆိုပါဘူးငါတို့မိသားစုရဲ့တီးခံမှုကိုလှုပ်တဲ့လှုပ်ထိုက်တယ်လို့မထင်ဖို့ပဲတောင်းဆိုပါတယ်မလီကြီးအရင်တုန်းကကျမကအကိုကြီးတို့မလူယူတာကဂယုမဆိုင်လို့ထင်နေခဲ့တာနောက်အဲ့ဒီလိုမတွေးတော့ပါဘူးကျမသိပါပြီမလီကြီးနောက်အဖေစစ်ရင်ကျွန်တော်နဲ့ကျန်းဖြင်တေချာပေါက်ပြန်လာခဲ့ပါမယ်